ကိုမထင်းချုပ်နိုင်ခဲ့တဲ့အနိုင်ကျင့်မှုရဲ့တန်ဖိုးရန်ကုန်အပြည်ပြည်ဆိုင်ရာလေးစီထိုင်းနိုင်ငံသားလုံခြုံရေးအဆောက်ကအသက်45နှစ်အရွယ်ထိုင်းအမျိုးသမီးတစ်ဦးကိုဒီစကားလုံးတွေနဲ့ပြောလိုက်တယ်။အဲ့ဒီအချိန်ကစပြီးအဲ့ဒီအမျိုးသမီးဟာလေစိတ်မှာအမျိုးမျိုးသောအရှက်ရစရာတွေကိုခံခဲ့ရတယ်။အော်စရာကောင်းတာကတော့ဒီအမျိုးသမီးဟာဒီဖြစ်ရတဲ့ရှောင်းလုံးစကားတစ်ခွန်းမှမပြောခဲ့တာပါပဲ။ဘာလို့လဲရက်သက်တပတ်အနေနဲ့ချပြီးနောက်မှာတော့အဲ့ဒီအမျိုးသမီးဟာတရားသူကြီးဝတ်စုံကိုဥဆင်ပြီးတရားရုံးမှာပေါ်လာခဲ့တယ်။လေစိတ်လုံခြုံရေးအဆောက်တွေကသူ့ကိုမြင်လိုက်ရတဲ့အခါသူတို့ရဲ့မျက်နှာတွေဟာဆက်ကူလို့ဖြူဖြောသွားကြတယ်။သူမကတရားမျှတမှုဟာဘယ်တော့မှပျောက်ကွယ်မသွားဘူးဆိုတာကိုအခမ်းအနားဆုံးနည်းနဲ့သက်တည်ပြခဲ့ပါတယ်။ကျမနာမည်မင်းမြတ်မွန်ပါအသက်40နှစ်တည်းအမေရိကန်ကိုကျောင်းသွားမတက်ခင်33နှစ်တာကာလဟာအခုထိတတိယနေစေပါ။ဟာဘတ်ဥပဒေကျောင်းကနေဥပဒေပါရကူပွဲရပြီးနောက်ပိုင်းရှိနေအဖြစ်အလုပ်ဆောက်ဝင်ခဲ့တယ်။31အကြာမှာတော့အမေရိကန်ကိုတရားဝင်ပြောင်းရွှေ့အခြေချခဲ့ပြီးတင်းနေတဲ့ဥပဒေရုံးတစ်ခုမှာအလုပ်လုပ်ရာကနေအရေးကြီးတဲ့အမှုတွေကိုတဖြည်းဖြည်းကင်သွယ်ခဲ့ရပါတယ်။၅နှစ်အကြာမှာတော့နောက်ဆုံးအမေရိကန်ဖက်ဒရယ်တရားရုံးရဲ့တရားသူကြီးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။လက်ထပ်ထားပေမဲ့ကလေးမရှိပါဘူး။ခေပေါ်ကလည်းဥပဒေလောကမှာပေးရှိတာကြောင့်အချင်းချင်းနားလည်ပြီးအလုပ်ကိုအမြဲတမ်းအားပေးထောက်ခံပါတယ်။ဒါကြောင့်တစ်ကို3ကြိမ်4ကြိမ်လောက်ရန်ကုန်မှာရှိတယ်။မိဘတွေကိုပြန်လာတွေ့တဲ့အခါတိုင်းခေပေါ်ကကျမကိုအပြည့်အဝထောက်ခံပေးပါတယ်။ရန်ကုန်ကမိဘတွေဟာလည်းအသက်ကြီးပြီမို့သူတို့ရဲ့ကျန်းမာရေးကိုအမြဲဂရုစိုက်ရပါတယ်။အဲ့ဒီနေ့က2014ခုနှစ်အောက်တိုဘာလ10ရက်အင်္ဂါနေ့ဖြစ်ပါတယ်။သတင်းကြိုကာလပြီးသွားပြီးခဏအကြာပေါ်မိဘတွေကိုသွားတွေ့ဖို့ရန်ကုန်ကိုခရီးသွားရမှာဖြစ်တာကြောင့်ကျမနေထိုင်ရာအိမ်ကနေ Los Angeles အပြည်ပြည်ဆိုင်ရာလေစီ LAX ကိုပုံမှန်အတိုင်းကားမောင်းသွားခဲ့ပါတယ်။လေကြောင်းလိုင်းကခရီးစဉ်အမှတ်ပြီး1160ကိုကြိုတင်စရင်သွင်းထားပြီးနေ့လယ်1:30မိနစ်မှာထွက်ခွာမှာပါ။လေရင်လက်မှတ်စစ်ဆေးပြီးနောက်ခရီးသည်ထွက်ခွာဆောင်ကိုရှောက်သွားခဲ့ပါတယ်။လူတွေဟာပုံမှန်ထက်ပုံများနေပါတယ်။အပတ်စဉ်ရဲ့နောက်ဆုံးရက်နေ့ပြီမို့ခရီးသွားမိသားစုတွေအများကြီးခရီးထွက်ဖို့ပြင်ဆင်နေပုံရပါတယ်။ခရီးသည်ထွက်ခွာဆောင်ဝင်ပေါက်မှာလုံခြုံရေးစစ်ဆေးမှုအတွက်တန်းစီနေတော့အမေစီကဖုံးဝင်လာခဲ့တယ်။သမီးအခုပဲရောက်နေပြီလေ။မြက်သားလေစိတ်ရောက်နေပါပြီအမေခဏနေရင်လေရင်ထွက်ပါတော့မယ်အေးအဖေကသမီးပြန်လာမယ်ဆိုတာသိတော့အရန်ပျော်နေတာမနေ့ကတည်းကသမီးကြိုက်တဲ့ငပိထမင်းကြော်လေးပြင်ဆင်ခိုင်းထားတယ်အမေအတန်ကြားလိုက်ရတဲ့အခါကျမရဲ့စိတ်တွေနှွေးထွေးသွားတယ်အဖေကလေစိတ်ကိုလာကြိုမယ်တဲ့မလာပါနဲ့လို့ကျမတားထားတယ်ကောင်းတယ်မိသမီးတယောက်ပဲတက်ကစီနဲ့ပြန်လာပါမယ်အဖေပင်ပန်းမခံစေချင်ဘူးဟုတ်ပါပြီသမီးရဲ့ခရီးလန်းတာရပါစီဒီလိုနဲ့ကျမနဲ့အမေဟာမြန်မာစကားနဲ့ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြတာပါဒါပေမဲ့တခုခုတော့မမှန်ဘူးလို့ခါစားလိုက်ရတယ်လေစိတ်လုံခြုံရေးအဆောက်အတော်များများကကျမကိုစောင့်ကြည့်နေတာကိုသတိထားမိလိုက်တယ်သူတို့ရဲ့အကြည့်တွေဟာပုံမှန်မဟုတ်ပါဘူးကျမရဲ့အလက်ရောက်လာပြီးလုံခြုံရေးစစ်ဆေးမှုလုပ်တဲ့အခါကျမရှိမှလူဖြူစုံတွေလေးတစ်တွဲရှိပြီးနောက်မှတော့အသက်ကြီးတဲ့လူဖြူအမျိုးသားတစ်ဦးရနေပါတယ်ထူးဆန်းတာကကျမရှိကလူတွေဟာမြန်ဆန်ဆန်ဖြတ်သွားပေမဲ့ကျမကြမှာအချိန်ကြာနေတာပါလုံခြုံရေးအဆောင်ကကျမရဲ့နိုင်ငံကူးလက်မှတ်နဲ့လေရင်လက်မှတ်ကိုအသေးစိတ်စစ်ဆေးပြီးလုပ်ဖို့ကံဖတ်တဲ့ဦးကိုတစ်ဆုံတည်ရတိုးလေးပြောနေပါတယ်ဒီအချိန်အနေကိုမြင်လိုက်ရတဲ့အခါကျမစိတ်ထဲမကောင်းတဲ့အငွေအသက်တစ်ခုရုတ်တရက်ခါစားလိုက်ရတယ်တခုခုမကောင်းတာဖြစ်တော့မလို့ပါပဲလုံခြုံရေးအဆောင်ကကျမရဲ့ခရီးဆောင်အိတ်ကိုလက်ပြိုးထုတ်ပြီးခရီးဆောင်အိတ်ဖွင့်ပေးပါဟုတ်ပြောလိုက်တယ်ဒီလုံခြုံရေးအဆောက်ကကိုစော်မင်းအမည်ရှိလုံခြုံရေးကောင်းစာတစ်ဦးပါအသက်50ကျော်ခန္ဓာကိုယ်ထွားကြိုက်တဲ့မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီးစစ်မှုထမ်းဟာတစ်ဦးလိုပုံပေါက်နေပါတယ်နားလည်ပါပြီကျမပြောတဲ့အတိုင်းကျမရဲ့ခရီးဆောင်အိတ်အသေးကိုဖွင့်လိုက်ပါတယ်အတွင်းထဲမှာအဝတ်အစားတွေအလှကုန်ပစ္စည်းပလင်းတွေရေချိုးဆက်ပြပစ္စည်းတွေနဲ့မိဘတွေအတွက်လက်ဆောင်တွေရှိပါတယ်ကိုစော်မင်းကလက်ဖက်ရည်ခွက်ကိုကောက်ကန်လိုက်ပြီးဒါပါလေလို့မေးလိုက်ပါတယ်လက်ဖက်ရည်ခွက်ကိုစော်မင်းကအဲ့ဒီလက်ဖက်ရည်ခွက်ဘူးကိုဖွင့်ပြီးအသေးစိတ်စစ်ဆေးနေပါတယ်။တန်တရားရှိတဲ့မျက်နှာပေါက်မျိုးနဲ့ပါ။ဆက်ကတန်တရားဖြစ်ဖွယ်ပစ္စည်းတစ်ခုကိုတွေ့ရှိထားတယ်။ဒါကတကယ်လက်ဖက်ရည်ခွက်လား။အပေါ်ကမြန်မာစာတွေကဘာကိုဆိုလိုတာလဲ။ရိုးရိုးလက်ဖက်ရည်ခွက်နာမည်နဲ့ထုတ်လုပ်တဲ့ကုမ္ပဏီနာမည်ပါ။လိုအပ်ရင်ကျမဘာသာပြန်ပေးနိုင်ပါတယ်။ကျမကရင်ကျေးစွာရှင်းပြဖို့စူးစမ်းခဲ့ပေမဲ့ကိုစော်မင်းကနားထောင်ဖို့စိတ်မဝင်စားပါဘူး။သူဘာပြောအရေးမကြီးပါဘူး
ကိုဇော်မင်းဟာပိုပြီးတန်တရားဝင်တဲ့မျက်နှာပေးမျိုးကိုပြသပြီးတခြားလုံခြုံရေးအဆောင်တွေကိုလက်ဟန်ချီဟန်နဲ့နှားခေါ်လိုက်တယ်မမေစုဒီကိုလာပါအောင်အသက်30ကျော်အရွယ်အမျိုးသမီးလုံခြုံရေးအဆောင်မမေစုအမည်ရေးမစုစုလွင်ရောက်လာပါတယ်စာပင်နဲ့အမှုအရာတင်းမာတဲ့အမျိုးသမီးတစ်ဦးပါနောက်တစ်ဦးကတော့အသက်30အရွယ်အဆောက်တစ်ကိုစိုးထက်ပါသူကဒီအခြေအနေကိုစိတ်မသက်မသာဖြစ်နေပုံရပါတယ်ဒီအမျိုးသမီးကခုနကမြန်မာစကားနဲ့ဖုံးပြောတယ်ဆက်ကလည်းတုံ့ပြန်တယ်ထူးဆန်းတဲ့ပစ္စည်းတွေလည်းယူလာတယ်ဒီလူကိုထပ်စစ်ဆေးဖို့လိုလိမ့်မယ်ကိုဇော်မင်းကလုတ်ဖို့ကန်ဖက်တွေကိုရှင်းပြလိုက်တယ်လုံခြုံရေးစစ်ဆေးမှုကြာမြင့်နေတာကြောင့်ပတ်ဝန်းကျင်ကခရီးသည်တွေကကျမကိုတစ္ဆစတင်ကြည့်ရှုလာကြပြီးတိုးတိတ်ပြောဆိုတန်တွေလည်းကြားနေရပါတယ်ဒီအခြေအနေကိုအမြန်ဆုံးအဆုံးသတ်ရမယ်လို့ကျမဆုံးဖြတ်လိုက်ပါတယ်တောင်းပန်ပါတယ်ကျမဟာအမေရိကန်ပြည်ထောင်စုဖက်ဒရယ်တရားရုံးရဲ့တရားသူကြီးတစ်ဦးပါကျမဟာရာဇဝတ်သားမဟုတ်ပါဘူးကျမကယဉ်ကျေးပြီးခိုင်မာတဲ့လေတန်နဲ့ပြောလိုက်ပြီးတရားသူကြီးကပြကိုထုတ်ပြလိုက်တယ်ဒါဟာအမေရိကန်ဖက်ဒရယ်အစိုးရကတရားဝင်ထုတ်ပေးထားတဲ့ကပ်ပြပါကိုဇော်မင်းကကပ်ပြကိုယူပြီးအပေါ်ရန်ကြည့်လိုက်ကတော့ပြောင်းတယော့တဲ့အပြုံးနဲ့ရင်လိုက်တယ်ဒါပါကိုဆိုလို့တာလဲကျွန်တော်ကိုမျက်ွယ်ပြုတ်စေခြင်းတာလားဒီလိုဆိုပိုတောင်းတန်တရားဖြစ်เสียကောင်းလာပြီကိုဇော်မင်းကကျမရဲ့အဖို့တန်ကပ်ပြကိုကျမလက်ထဲပြန်ပစ်ချလိုက်ပြီးလောက်ပြလိုက်တယ်အမေရိကန်မှာတရားသူကြီးဖြစ်တဲ့အာရှအမျိုးသမီးဆိုတာတခါမှမကြဘူးကျွန်တော်ကိုနောက်နေတာလားကိုဇော်မင်းရဲ့စကားတွေကြားလိုက်ရတဲ့အခါကျမရဲ့တကူလုံးချက်ပြီးမွေးညင်းထသွားပါတယ်ဒေါသဟာရုတ်တရက်တလိမ့်လိမ့်တက်လာခဲ့ပါတယ်အမေရိကန်မှာဥပဒေပညာရှင်အဖြစ်ခက်ခဲရပ်တည်ခဲ့တဲ့ဘဝတစ်လျှောက်လုံးစုဆောင်းခဲ့တဲ့ခန်းစားချက်တွေဟာချက်ချင်းဆိုသလိုပေါက်ကွဲထွက်လူနီးပါးဖြစ်ခဲ့ရပါတယ်ဒါပေမဲ့ကျမထိန်းချုပ်ထားခဲ့တဲ့ဒီနေရာမှာစိတ်ခံစားမှုနဲ့တုံ့ပြန်လိုက်ရင်အခြေအနေပိုဆိုးသွားမယ်ဆိုတာကျမသိပါတယ်ကျမကအေးအေးဆေးဆေးပဲပြောလိုက်တယ်စစ်ဆေးကြည့်မယ်ဆိုရင်ကျမဟာတကယ်ပဲဖက်တရဲ့တရားသူကြီးဆိုတာခမည်းသိသွားပါလိမ့်မယ်ဒီလိုပစ္စည်းမျိုးကပဲအချိန်မဆိုအတုလုပ်လို့ရပါတယ်ခမည်းတို့မြန်မာလူမျိုးတွေကဒါမျိုးကိုအတော်ဆုံးပဲကိုဇော်မင်းကကျမရဲ့အဖို့တန်ကပ်ပြားကိုချမ်းပြင်ပေါ်ပစ်ချလိုက်တဲ့အခါကျမတကယ်ပဲဒေါသထွက်ခဲ့ရပါတယ်အဲ့ဒီအချိန်မှာမမေစုကဝင်ပြောလာတယ်သူ့ရဲ့လေသားကမထီမဲ့မြင်ပြုနေပါတယ်တီချအခန်းမှာစစ်ဆေးမှုပြုလုပ်ရပါမယ်ဒီကိုလိုက်ခဲ့ပါရှင်ကတန်တရားဖြစ်စရာအရန်ကောင်းနေတယ်တီချအခန်းလားဘာလို့တီချအခန်းကိုသွားရမှာလဲဥပဒေအရာအကြောင်းပြချက်ရှိသလားသမကမိကွန်းထုတ်ခဲ့တယ်လှုပ်ထုံးလုံနီးအတိုင်းစစ်ဆေးတာကိုကျမလက်ခံနိုင်ပါတယ်ဒါပေမဲ့ကိုဇော်မင်းရဲ့တုံ့ပြန်မှုကကျမမျှော်လင့်ထားတဲ့အတိုင်းပါပဲကိုဇော်မင်းရဲ့မျက်နှာဟာပိုပြီးမာနကြီးသွားခဲ့တယ်ဥပဒေအရာအကြောင်းပြချက်လားဒီနေရာမှာကျွန်တော်ပဲဥပဒေပဲလေစိတ်လုံခြုံရေးအဆောက်တွေကကျွန်တော်တို့ရဲ့အာဏာပိုင်နယ်မြေထဲမှာရှိတယ်ခမည်းလို့တန်တရားဖြစ်ဖွယ်ပစ္စည်းတွေကိုကင်ဆောင်ပြီးထူးဆန်းတဲ့စကားတွေပြောတဲ့လူကိုစစ်ဆေးဖို့လိုအပ်ပါတယ်ဥပဒေအကြောင်းခမည်းမှာပြောပိုင်ခွင့်ပါရှိလဲဒီစကားတွေကိုကြားလိုက်ရတဲ့အချိန်မှာပဲကျမဒီလူရဲ့သဘာဝကိုအပြည့်အဝနားလည်လိုက်ပါတယ်အာနာကိုအလွဲသုံးစားလုပ်ခြင်းအာရှသားတွေကိုခွဲခြားဆက်ဆံခြင်းတို့ဟာဘယ်လောက်တောင်အန္တရာယ်ရှိသလဲအခုအချိန်အထိလူပဲတယောက်ဒီလိုအပြုတ်အမူမျိုးကိုခံခဲ့ရပြီလေကျမဆုံးဖြတ်ချက်လမ်းစုံမှာရပ်နေခဲ့ပါတယ်ဒီနေရာမှာကျမကညှင်းဆန်နေမယ်ဆိုရင်အခြေအနေကိုထိန်းချုပ်လို့မရနိုင်တော့ပဲပုံမှန်အတိုင်းပြဿနာကိုဖြေရှင်းနိုင်တော့မှာမဟုတ်ပါဘူးအရေးကြီးဆုံးကတော့လေရင်ထွက်ခွာမဲ့အချိန်နီးနေပြီဒီနေရာမှာအချိန်ဆွဲနေမယ်ဆိုရင်ကျမတကယ်ပဲလေရင်လွတ်သွားနိုင်ပါတယ်သွားကြဆိုကျမကအေးအေးဆေးဆေးပြောလိုက်တယ်ကိုဇော်မင်းကကျင်းတဲ့မျက်နှာကိုပြသပြီးသူအနိုင်ရပြီလို့ထင်သွားပုံရပါတယ်တီချအခန်းဟာကျမထင်ထားတာထက်သေးငယ်ပြီးပြတင်းပေါက်မရှိပါဘူးအသက်ရှူရတာပင်အစင်မပြေဖြစ်ခဲ့ရပါတယ်ကိုဇော်မင်းမမေစုနဲ့ကိုစိုးထက်3ယောက်လုံးကကျမကိုဝိုင်းထားပြီးရာဇဝတ်သားတစ်ဦးကိုစစ်ဆေးနေတယ်လို့မျိုးအခြေအနေမျိုးပါပဲကဲအခုတော့ပွေ့ပွေ့လင်းလင်းပြောပါရှင်ဘာတွေကိုဖုံးကွယ်ထားတာလဲမြန်မာပြည်ကိုဘာတွေပေါင်ခိုးပို့ဖို့စူးစမ်းနေတာလဲခုနကဆက်ကတန်တရားဖြစ်ဖွယ်ပစ္စည်းတစ်ခုကိုတွေ့ရှိထားတယ်ဒါကြောင့်မလိပ်ပါနဲ့ကိုဇော်မင်းကကျမရဲ့ခရီးဆောင်အိတ်ကိုစပွဲပေါ်တင်လိုက်ပြီးအိတ်ထဲကပစ္စည်းတွေကိုတစ်ခုချင်းစီရှာဖွေနေပါတယ်ကျမဘာကိုမှဖုံးကွယ်ထားတာမရှိပါဘူးတန်တရားဖြစ်စရာပစ္စည်းလည်းမရှိပါဘူးကျမမိဘတွေကိုတွေးဖို့ရန်ကုန်ကိုသွားရုံပါပဲရှင်းမိဘတွေကမြောက်ကိုရရမှာလားမမေစုကတော့ပြောင်းတရော်ရင်းဝင်ပြောလိုက်ပါတယ်တကယ်ကိုအတိတ်ပဲမရှိပါဘူးမြောက်ကိုရရမဟုတ်ပါဘူးမြန်မာပြည်ပါ
ကျမအမေရိကန်နိုင်ငံသားဖြစ်တာ11နှစ်ရှိပါပြီ။အမေရိကန်နိုင်ငံသားဆိုရင်ပါလို့အင်္ဂလိပ်စကားမပြောဘဲမြန်မာစကားပြောနေတာလေ။မြန်မာစကားကကျမရဲ့မိခင်ဘာသာစကားပါ။မိသားစုနဲ့စကားပြောရင်မိခင်ဘာသာစကားကိုသုံးရမှာပေါ့။ကိုဇော်မင်းကကျမရဲ့စကားတွေကိုနားမထောင်ပဲခရီးဆောင်အိတ်ထဲကပစ္စည်းတွေကိုတစ်ခုချင်းစီထုတ်ယူနေပြီးမိကုန်းတွေမင်းနေခဲ့ပါတယ်။ဒါပေမဲ့ကျမနောက်ဆုံးအထိဒေါသမထွက်ခဲ့ပါဘူး။ဒီအခြေအနေကိုအမြန်ဆုံးအဆုံးသတ်ဖို့အတွက်ဒါဟာအကောင်းဆုံးနည်းလမ်းပဲလို့ကျမထင်ခဲ့တာပါ။ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကြောင့်ကျမဘဝရဲ့အရှက်ရစရာအကောင်းဆုံးအတွေ့အကြုံကိုရရှိစေလိမ့်မယ်ဆိုတာကျမမသိခဲ့ပါဘူး။မမေစုကစကင်နာနဲ့ကျမရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးပါတယ်။တခုခုတွေ့သွားပုံရပါတယ်။အဲ့ဒီနေ့ကကျမရာသီသွေးလာနေတာကြောင့်တစ်ခါသုံးခွက်ထုတ်ကိုသုံးထားပါတယ်။ဒါပါလဲတစ်ခါသုံးခွက်ထုတ်လားဟုတ်တယ်တစ်ခါသုံးခွက်ထုတ်တေချာလားအတီးပြုတ်ဖို့လို့တယ်ဘာကိုအတီးပြုတ်ရမှာလဲဟုတ်တယ်တစ်ခါသုံးခွက်ထုတ်ထဲမှာတခုခုဖွဲ့ထားနိုင်တယ်။ကျမကြားလိုက်ရတာကိုတန်တရားဝင်သွားပါတယ်။ဒါတော်ကိုကြော်လွန်သွားပြီမဟုတ်ဘူးလား။ဟာလေပိုင်းဆိုင်ရာအလွဲသုံးစားလုပ်တာပဲ။လေပိုင်းဆိုင်ရာအလွဲသုံးစားလုပ်တာလား။ကျမတို့ကလှုပ်ထုံးလုပ်နည်းအတိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်နေတာစက်ကတခုခုကိုတွေးရှိထားလို့ပါလို့ဒီလောက်စိတ်လှုပ်ရှားနေတာလဲ။တကယ်ပဲတခုခုဖွဲ့ထားတာဖြစ်နိုင်တယ်။ကိုဇော်မင်းကဝင်ပြောလိုက်တယ်။ရာဇဝတ်သားတွေကအန်တရာယ်ရှိတဲ့ပစ္စည်းတွေကိုဘယ်လိုဖွဲ့ထားတတ်လဲဆိုတာခမားသိတယ်။ခမားလိုလူမျိုးကတက်ခါသုံးခွက်ထုတ်ထဲမှာအစိတ်ပင်ထည့်ထားနိုင်တယ်။မမေစုကထပ်ဖြစ်ပြောပါတယ်။လေရင်လို့သွားစီခြင်းလား။ဘာပြဿနာမှမရှိဘူးဆိုရင်တက်ခါသုံးခွက်ထုတ်ကိုပြပါဘာမှမရှိရင်လွတ်ပေးလိုက်မယ်။ကျမတကယ်ကိုရွေးချယ်စရာလမ်းမရှိတော့ဘူး။ဒီမှာဆက်ညင်းနေမယ်ဆိုရင်လေရင်လို့သွားနိုင်တယ်။ရန်ကုန်ကမိဘတွေကကျမကိုစောင့်နေကြတယ်။လအနေငယ်အတွင်းပထမဆုံးအကြိမ်အဖြစ်သမီးဖြစ်သူပြန်လာတာကိုမြင်ရင်အဖေပဲလောက်ပြောလိုက်မလဲ။ကျမကနာလောက်လက်သီးကိုချစ်ချစ်ပါအောင်ဆုပ်ထားလိုက်ပြီးဒီစစ်ဆေးမှုကိုလက်ခံဖို့ဆုံးဖြတ်လိုက်ရတယ်။အဲ့ဒီမိနစ်30ဟာကျမဘဝရဲ့အရှက်ရစရာအကောင်းဆုံးအချိန်ကာလပါပဲ။အသက်45နှစ်အရွယ်ကျမဟာဒီလိုအရှက်တကွဲအကျိုးနဲ့တာမျိုးကိုဘယ်တော့မှမကြုံခဲ့ဘူးပါဘူး။ကျမကိုပို့ပြီးဒေါသထွက်စေတာကတော့ကိုဇော်မင်းရဲ့သဘောထားပါပဲ။နောင်တရတာစိတ်မကောင်းဖြစ်တာမျိုးလုံးဝမရှိဘဲစန့်ကျင်ဘက်အနေနဲ့ကျမကိုတောင်းပြနေခဲ့ပါတယ်။ကောင်းပြီအခုရှင်သွားလို့ရပြီ။စစ်ဆေးမှုပြီးဆုံးပြီးနောက်မမေစုကကျမကိုကြီးစွာသောကျေးဇူးပြုလိုက်တယ်လို့လေးတန်မျိုးနဲ့ပြောလိုက်တယ်။နောက်တစ်ခါတန်တရားဖြစ်စရာကောင်းအောင်မလုပ်နဲ့။အမေရိကန်မှာဆိုအင်္ဂလိပ်စကားပြောပါ။မြန်မာစကားထူးထူးဆန်းဆန်းမပြောပါနဲ့။ဒါအမေရိကန်ပဲကျမရဲ့ပွေရောင်းနေတဲ့အဝတ်အစားတွေကိုပြန်ပြင်ဆင်လိုက်တယ်။ကိုဇော်မင်းရဲ့မျက်နှာကိုဒီရောက်ချင်းစီမှတ်ထားလိုက်တယ်။ခမည်းတော်နောင်တရလိမ့်မယ်။ကျမကတိုးတိုးလေးဒါပေမဲ့ရှင်းရှင်းလင်းလင်းပြောလိုက်တယ်။ကိုဇော်မင်းကတော့ပြောင်းရင်မောလိုက်တယ်။နောင်တရမယ်ဟုတ်လား။ငါတို့မကြခင်ပြန်တွေ့ဦးမလားမသိဘူး။အိုးအရန်ကြောက်စရာကောင်းလိုက်တာ။အာရှအမျိုးသမီးတစ်ယောက်ကပါများလုံနိုင်မှာလဲ။မမေစုကလည်းတောက်ပြောင်းလိုက်ပါတယ်။ငါတို့ကလေစိတ်လုံခြုံရေးအဆောက်တွေပါ။ငါတို့လောက်တာမှန်တယ်။ရှင်တို့လိုတန်တရားဖြစ်စရာလူတွေကိုစစ်ဆေးတာငါတို့လုပ်ရမယ်အလုပ်ပဲ။ရှင်ဘယ်လောက်ပဲရုန်းကန်နေပါစီ။ငါတို့ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ကိုကန်တက်ချက်ကိုသိထားပါ။ကျမဘာမှပြန်မပြောတော့ဘူး။တိခါတရံတိတ်ဆိတ်ခြင်းဟာအကြောက်ရဆုံးတတိပေးချက်ပါပဲ။တမရင်ပစ္စည်းတွေကိုသိသိရင်ကိုဇော်မင်းကိုနောက်ဆုံးတစ်ချိန်ကြည့်လိုက်တယ်။ကိုဇော်မင်းမဆုစုငွေကိုစိုးခဲခမည်းတော်ရဲ့နာမည်နဲ့မျက်နှာတွေကိုကျမဘယ်တော့မှမမေ့ပါဘူး။လေရင်တက်ချင်နိကတ်လာတာကြောင့်ကိုဇော်မင်းကငါမုတ်လိုက်တယ်။ကျမလည်းအလျင်အမြန်ပစ္စည်းသိမ်းပြီးလေရင်တက်ပေါက်စီပြေးသွားခဲ့ပါတယ်။ကောင်းစွာနဲ့နောက်မကြပဲလေရင်ပေါ်တက်နိုင်ခဲ့ပါတယ်။အဲ့ဒီနေ့ကခရီးဟာဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့အမှန်တကယ်ဇာလာကအခုမှစတင်တော့မှာပါ။ကိုဇော်မင်းကသူနဲ့ပြဿနာတက်ခဲ့လဲဆိုတာမသိခဲ့ပါဘူး။ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲဆိုတာလဲမသိခဲ့ပါဘူး။ရန်ကုန်လေဆိပ်ကိုရောက်တဲ့အခါညနေဆောင်နေပါပြီ။73နာရီကြာခရီးစဉ်တစ်လျှောက်လုံးကျမအိမ်မပြောခဲ့ပါဘူး။အရှက်ရစရာအဲ့ဒီအချိန်ကာလဟာကျမကောင်းထဲမှာပတ်ချလည်နေခဲ့တာပါ။မပြောလင့်ပဲမိဘတွေကလေဆိပ်ကိုလာကြိုခဲ့ကြပါတယ်။မိဘတွေရဲ့နှွေးထွေးတဲ့အပြုံးကိုမြင်လိုက်ရတဲ့အခါကျမရဲ့စိတ်တွေအနှဲငယ်ငြိမ်သက်သွားခဲ့ပါတယ်။သမီးမေမျက်မှောင်ပင်ပန်းနေလား။မျက်နှာကမကောင်းပါလား။အမေစိတ်ပူတယ်။မလာကြိုနဲ့လို့ပြောထားတာမဟုတ်ဘူးလားအမေ။ဘာလို့လာတာလဲ။တော်တော်ပင်ပန်းနေမှာပဲ။ကျမကြီးကောင်းနေတယ်ဆိုတော့ဝမ်းသာတယ်
ကျမ Los Angeles လေဆိပ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာကိုမိဘတွေကိုမပြောပြခဲ့ပါဘူး။မြန်မာပြည်မှာကျမရှိနေတော့သူတို့စိတ်ပူနေမှာစိုးလို့ပါ။ဒီလိုနဲ့ကျမမြန်မာပြည်မှာတစ်ပတ်တာကိုအေးချမ်းစွာကုန်ဆုံးခဲ့ပါတယ်။ကျမငယ်စဉ်ကနေခဲ့တဲ့ရက်ွက်တွေကိုသွားရောက်လည်ပတ်ခဲ့တဲ့မိဘတွေနဲ့အတူစားတောက်ခဲ့ပြီးမြန်မာတငယ်ချင်းတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့အဆက်ရစရာအဲ့ဒီနေ့ရဲ့အကြောင်းအရာဟာကျမစိတ်ထဲကနေပဲတော့မှမထွက်သွားခဲ့ပါဘူး။ဒီပတ်ချပြီးနောက်ကျမအမေရိကန်ကိုပြန်လာခဲ့ပါတယ်။ဒီတစ်ခါတော့ဆက်စချင်းမှာပဲရန်ကုန်လေဆိပ်မှာကျမစိုးရင်ပူပန်နေခဲ့ပါတယ်။အဲ့ဒီလိုဖြစ်ရမျိုးထပ်မဖြစ်စေဖို့ပါ။ Los Angeles လေဆိပ်မှာတော့ကောင်းစွာနဲ့ဘာမှမဖြစ်ခဲ့ပါဘူး။အမေရိကန်ကအင်ကိုဘေးကင်းစွာပြန်ရောက်ခဲ့ပါတယ်။နောက်တစ်နေ့မနေ့မှာကျမရုံးကိုသွားခဲ့ပါတယ်။ပုံမှန်အတိုင်းမနေ့၈နာရီမှာရောက်ပြီးတစ်နေ့တာအလုပ်ချိန်စရာကိုစစ်ဆေးပါတယ်။စာရေးမမရင်မောကအမှုတွဲအသစ်တစ်ခုကိုယူလာခဲ့ပါတယ်။တရားသူကြီးမဒါကအမှုတွဲအသစ်ပါ။အရေးတကြီးကင်တွယ်ရမယ့်အမှုမျိုးပါ။ဘာအမှုလဲလေဆိပ်လုံခြုံရေးအဆောက်တွေရဲ့အာဏာအလွဲသုံးစားမှုနဲ့လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်တဲ့အစုလိုက်အပြုံလိုက်အမှုပါ။အဲ့ဒီအချိန်မှာကျမရဲ့နှလုံးသားဟာရုတ်တရက်ခုန်လာခဲ့ပါတယ်။ဖြစ်နိုင်ပါမလားဆိုတဲ့အတွေးတစ်ခုဝင်လာခဲ့ပါတယ်။စာရေးမထွက်သွားပြီးနောက်ကျမတော်ရင်နေတဲ့လက်တွေနဲ့အမှုတွဲကိုဖွင့်လိုက်ပါတယ်။မျက်နှာဖုံးမှာရေးထားတဲ့အမှုရဲ့နာမည်ကိုမြင်လိုက်ရတဲ့အခါကျမတကူလုံးချက်တီးထသွားခဲ့ရပါတယ်။တရားလိုအများစုဟာ Los Angeles အပြည်ပြည်ဆိုင်ရာလေဆိပ်ကလုံခြုံရေးအဆောက်တွေရဲ့အာဏာအလွဲသုံးစားမှုလူမျိုးရေးခွဲခြားမှုနဲ့လိမ်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်တယ်လို့ဆွဆွဲထားပါတယ်။တရားခံတွေရဲ့နာမည်ကိုမြင်လိုက်ရတဲ့အခါကျမရဲ့အတွေ့အကြုံမှန်ကန်နေတယ်ဆိုတာအတည်ပြုလိုက်ပါတယ်။ကိုစောမင်းအသက်51နှစ်မဆုစုနွေအသက်38နှစ်ကိုစိုးထက်အသက်19နှစ်ကိုစောမင်းကျမကိုအဆက်ရစရာအတွေ့အကြုံမျိုးပေးခဲ့တဲ့သူကောင်းကင်ဘုံကကျမကိုစွန့်ပစ်မထားပါဘူး။တရားမျှတမှုဟာရှိနေစေပါ။ကျမအမှုတွဲကိုအသေးစိတ်ဖတ်လိုက်ပါတယ်။လုံခြုံရေးအဆောက်တွေကိုတရားစွဲဆိုထားတဲ့တရားလိုစုစုပေါင်း7ဦးရှိပါတယ်။တရားလိုအားလုံးဟာအာရှသားတွေပါ။သူတို့အားလုံးဟာကျမနဲ့ဆင်တူတဲ့ဆုံးရှုံးမှုတွေကိုခံစားခဲ့ရသူတွေပါ။ဒီအမှုကိုဖော်ထုတ်နိုင်ခဲ့တာကတော့အတွင်းလူတစ်ဦးရဲ့သတင်းပေးမှုကြောင့်ပါ။ကိုဘီရဲ့အမည်ရှိလေဆိပ်လုံခြုံရေးအဆောက်တစ်ဦးဟာလုတ်ဖို့ကင်ဖက်တွေရဲ့လူမျိုးရေးခွဲခြားတဲ့အပြုအမူတွေကိုတကယ်ပဲမခံနိုင်တော့ဘဲဒီအကြောင်းကိုသတင်းပို့ခဲ့တာပါ။ကိုဘီရဲ့ထွက်ဆိုချက်ကိုဖတ်လိုက်ရတဲ့အခါကျမရဲ့ဒေါသဟာပိုပြီးပြင်းထန်လာခဲ့ပါတယ်။ကိုစောမင်းနဲ့သူ့ရဲ့အဖွဲ့ဟာတစ်ပေါင်းများစွာအာရှခရီးသည်တွေကိုရည်ရွယ်ချက်ရှိထောင်းရှက်နေခဲ့တာပါ။အဆက်ရစရာတွေကိုခံခဲ့ရတဲ့သူပဲတဦးရှိမလဲ။ဒီလိုလူမျိုးရေးခွဲခြားမှုကြောင့်အဆက်ရစရာတွေကိုခံစားခဲ့ရတဲ့မြန်မာလူမျိုးပဲတဦးရှိမလဲ။တရားလိုရှေ့နေကကိုဝေတာလီမြန်မာအမေရိကန်လူအခွင့်အရေးရှေ့နေဖြစ်ပါတယ်။အော်ဆရာကောင်းတာကတော့ကိုဝေတာလီဟာကျမရဲ့ဟာဘတ်ဥပဒေကြောင့်ကအတူတူကြောင်းဆင်းခဲ့သူပါပဲ။ကိုဝေတာလီဟာကြောင်းတက်စဉ်ကတည်းကလူမှုရေးတရားမျှတမှုအပေါ်စိတ်ဝင်စားခဲ့ပြီးကြောင်းပြီးကတည်းကအခွင့်အရေးမဲ့သူတွေရဲ့အခွင့်အရေးကိုကာကွယ်ဖို့ဆက်လက်လှုံ့ဆော်နေတယ်လို့ကျမကြားခဲ့ရပါတယ်။အခြေအနေကပြည့်စုံနေပါပြီ။အခုကိုစောမင်းကိုဥပဒေဆိုတာဘာလဲဆိုတာကိုတကယ်နားလည်စီဖို့နဲ့သူဘာလို့ခဲ့တယ်ဆိုတာကိုနည်းနည်းခန်းစားစီဖို့ပဲကြပါတော့တယ်။ကျမရဲ့တလုံးခုံလုံးတွေ့မြန်လာခဲ့တယ်။တရားရုံးကြားနာမှုကတစ်ပတ်အကြာမှာပါ။ဒီတစ်ပတ်အတွင်းကျမအမှုကိုပို့ပြီးအသေးစိတ်လေ့လာခဲ့တယ်။သက်ဆိုင်ရာဆုံးဖြတ်ချက်တွေကိုရှာဖွေပြီးစင်တူတယ်။အမှုတွေရဲ့စီရင်ချက်တွေကိုသုံးသပ်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုစောမင်းကိုမှန်ကန်စွာအပြစ်ပေးဖို့လိုအပ်လို့ပါ။အဲ့ဒီအချိန်မှာကိုဝေတာလီနဲ့လည်းတွေ့ဆုံခဲ့ရတယ်။တရားရုံးကြားနာမှုမှာတခုခုကိုအသုံးချဖို့လိုတာကြောက်ပါ။စီရင်ချက်ချမင်းနေ့ရောက်လာပါပြီ။မနေ့ကမှတရားရုံးကိုသွားနေတော့ကျမဆုံးဖြတ်လိုက်ပါတယ်။တရားရုံးကြားနာမှုကနေအမှန်တရားကိုဖော်ထုတ်မယ်။ကိုရေးကိုတာစိတ်ခံစားမှုတွေကိုလုံးဝမရောထွေးစေပဲ။ဒီလိုဖြစ်ရမျိုးနောက်တစ်ခါထပ်မဖြစ်အောင်လုပ်ဆောင်မယ်။နနက်9:30မိနစ်မှာကျမတရားရုံးခန်းကိုရှောက်သွားခဲ့တယ်။တကားဝမှာအသက်ရှူသွင်းလိုက်ပြီးဝင်သွားခဲ့ပါတယ်။တရားရုံးခန်းထဲမှာလူတွေပြည့်နေပါတယ်။တရားလိုဘက်မှာအမှုခံရသူတွေနဲ့မိသားစုဝင်တွေပြည့်နေပြီးတရားခံဘက်မှာကိုစောမင်းမဆုစုလွင်နဲ့ကိုစိုးထက်တို့ရှိနေပါတယ်။ကိုစောမင်းကိုမြင်လိုက်ရတဲ့အခါအဲ့ဒီနေ့ရဲ့မှတ်ဉာဏ်တွေဟာကျမစိတ်ထဲမှာပြန်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ကျမဘာခံစားချက်ကိုမှထုတ်ဖော်မပြခဲ့ပါဘူး။ကျမတရားသူကြီးခုံစီလျှောက်သွားတဲ့အခါတရားရုံးခန်းထဲကလူတိုင်းထရက်လိုက်ကြပါတယ်။စာရေးမကကြေညာလိုက်တဲ့အခါလူတိုင်းငြိမ်သက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျမတရားခံတွေရဲ့တုံ့ပြန်မှုကိုသတိထားလိုက်ပါတယ်
ကိုဇော်မင်းနဲ့မဆုစုလွယ်တို့ကပေါ့ပေါ့တန်တန်ထားရခဲ့ကြပေမဲ့ကျမကိုဘယ်သူလဲဆိုတာမှတ်မိပုံမရပါဘူး။တာမန်အဝတ်အစားတွေဝတ်ထားတဲ့ကျမဟာအခုတရားသူကြီးဝတ်စုံကိုဝတ်ထားတာပါ။အဲ့ဒီတော့ကကျမဟာကိုဇော်မင်းနှောင့်ယှက်ခဲ့တဲ့အာရှခရီးတဲ့အများအပြားထဲကတစ်ယောက်ပါ။ကျမတရားသူကြီးခုံပေါ်ထိုင်ပြီးတရားရုံးခန်းကိုလှည့်ပတ်ကြည့်လိုက်တဲ့အခါသတင်းတောက်တွေနဲ့လူတို့အဖွဲ့အစည်းကလူတွေကိုတွေ့လိုက်ရပါတယ်။ဒီအမှုကဘယ်လောက်အာရုံစိုက်ခံရလဲဆိုတာရှင်းနေပါတယ်။ထိုင်နိုင်ပါပြီ။ကျမရဲ့အတန်ဟာတရားရုံးခန်းတစ်ခုလုံးကိုပဲ့တင်ထသွားပြီးလူတိုင်းထားလိုက်ကြပါတယ်။အမှုနံပါတ်13-4MEGASIEMENS 1180 Los Angeles အပြည်ပြည်ဆိုင်ရာလေဆိပ်လုံခြုံရေးအဆောက်များ၏အာဏာအလွဲသုံးစားမှုနှင့်လူမျိုးရေးခွဲခြားမှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသူများ၏အမှုတရားရုံးကြားနာမှုစတင်ခဲ့ပါတယ်။စာရေးမကအမှုအချင်းချုပ်ကိုဖတ်ပြခဲ့ပါတယ်။အဲ့ဒီအတွင်းတရားခံတိဦးချင်းစီရဲ့နာမည်ကိုခေါ်ခဲ့ပါတယ်။တရားခံကိုဇော်မင်းမဆုစုနွေကိုစိုးဖြတ်ကိုဇော်မင်းရဲ့နာမည်ကိုခေါ်တိုင်းကျမသူရဲ့မျက်နှာအမှုအရာကိုစောင့်ကြည့်ခဲ့ပါတယ်။ကျမဘယ်သူလဲဆိုတာကိုသူအခုထိမသိသေးပုံပါပဲ။ကိုဇော်မင်းကညှင်းငွေနေတဲ့မျက်နှာပေးမျိုးနဲ့ဟာခနဲ့ဖမ်းလိုက်တာကိုတောင်ပြုတ်လုပ်ခဲ့ပါတယ်။ဒီအမှုအရာကိုမြင်လိုက်ရတဲ့အခါဒီမာနကြီးမှုပဲလောက်အထိဆက်ရှိမလဲဆိုတာကိုကြည့်ချင်းစိတ်ပေါ်လာခဲ့တယ်။တရားလိုရှေ့နေကိုတင်ပြရန်ဖိတ်ခေါ်ပါသည်။ရှေ့နေကိုဝေသာလီထားရက်လိုက်ပါတယ်။လေးစားအပ်ပါတော့တရားသူကြီးမမချင်းချစ်ခင်ရပါတော့။တရားရုံးအဖွဲ့ဝင်များကျွန်တော်တို့ဒီနေ့စစ်ဆေးနေတဲ့အမှုဟာပုဂ္ဂိုလ်ရေးပဋိပက္ခတစ်ခုများမဟုတ်ပါဘူး။ဒါဟာအမေရိကန်နိုင်ငံကလိုလားတဲ့တန်းတူညီမျှမှုနဲ့တရားမျှတမှုရဲ့တန်ဖိုးတွေပျက်စီးနေတဲ့အမှုပါကိုဝေသာလီကအမှုရဲ့အချင်းချုပ်ကိုအစစ်စစ်ရှင်းပြခဲ့ပါတယ်တရားခံတွေဟာလွန်ခဲ့တဲ့6နှစ်အတွင်းအာရှခရီးတွေကိုစနစ်တကျနဲ့ရည်ရွယ်ချက်ရှိတောင်းရှက်ခဲ့ပါတယ်ကိုဇော်မင်းတို့အဖွဲ့ဟာအာရှခရီးတွေကိုဘယ်လိုအပြုအမူတွေလုပ်ခဲ့လဲဆိုတာဒီနေ့အားလုံးကိုဖော်ထုတ်ပြသပါမယ်တရားရုံးခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပါတယ်ပထမဆုံးသက်တည်တော်ရွှေစင်ကိုဖိတ်ခေါ်ပါသည်အသက်90အရွယ်တော်ရွှေစင်ဟာပြီးတက်ကလထိုင်နဲ့သက်တည်ခုံကိုရောက်လာခဲ့ပါတယ်အဖွားပထမဦးဆုံးနာမည်နဲ့အသက်ကိုပြောပြပေးပါရှင်းနေကိုဝေသာလီကတင်ဝေ့စွာမေးလိုက်ပါတယ်ကျမနာမည်ရွှေစင်ပါဒီတိအသက်90ရှိပါပြီ1935ခုနှစ်မြန်မာပြည်မှာမွေးဖွားခဲ့တယ်အဖွားရဲ့အတန်ကတော်ရင်နေပေမဲ့ရှင်းလင်းပါတယ်စစ်ပွဲအတွင်းအမေရိကန်မှာအခြေချခဲ့သူပါအဖွားလွန်ခဲ့တဲ့နှစ်အောက်တိုဘာလ17ရက်နေ့ကပါဖြစ်ခဲ့လဲဆိုတာကျွန်တော်တို့ကိုပြောပြပေးပါအဖွားကအသက်ရှူသွင်းလိုက်ပြီးဖြည်းဖြည်းချင်းစာပြောပါတယ်မြေရဲ့မင်္ဂလာပွဲကိုတက်ရောက်ဖို့ချီကာဂိုကိုသွားနေတော့လေဆိပ်မှာလုံခြုံရေးစစ်ဆေးမှုခံယူနေတော့အဖွားရဲ့အတန်ကတော်ရင်လာပါတယ်သူတို့အဲ့ဒီအဆောင်တွေကကျမကိုတိချအခါကိုခေါ်သွားတယ်ဘောင်းဘီကိုချုပ်ခိုင်းတယ်စစ်ဆေးဖို့လိုတယ်လို့ပြောတယ်တရားရုံးခန်းတိတ်ဆိတ်သွားခဲ့ပါတယ်ကျမရဲ့မြေကအဖွားလန်းလျှောက်ဖို့ခက်ခဲတယ်လို့ပြောခဲ့တယ်ဒါပေမဲ့ကိုဇော်မင်းကနားမထောင်ခဲ့ဘူးအဖွားကမျက်ရည်တုပ်လိုက်တယ်ကျမအမေရိကန်မှာဘဝအခက်အခဲအမျိုးမျိုးကြုံခဲ့ရတယ်ခွေးကြားဆက်ဆံတာတွေလည်းအများကြီးခံခဲ့ရတယ်ဒါပေမဲ့ဒီလိုအရှက်ရဆရာမျိုးကတော့ပထမဆုံးပဲအဖွားကိုပဲသူကအဲ့ဒီလိုလောက်ခိုင်းခဲ့တယ်ဆိုတာမှတ်မိလားကိုဝေသာလီကမေးလိုက်ပါတယ်အဖွားကတော့ရင်းနေတဲ့လက်ကျိုးနဲ့တဲခါခုံကိုထိုးပြလိုက်ပါတယ်အဲ့ဒီမှာထိုင်နေတဲ့ခန္ဓာကိုယ်ထွားအဲ့ဒီလူကြီးကိုဇော်မင်းရဲ့မျက်နှာဟာတင်းမာသွားခဲ့ပါတယ်အဲ့ဒီအချိန်ကအဖွားပဲလို့ခံစားရလဲဆိုတာကျွန်တော်တို့ကိုပြောပြပေးပါတေချင်းစိတ်ပေါက်ခဲ့တယ်အဖွားရဲ့စကားတွေဟာတရားရုံးခန်းတစ်ခုလုံးကိုပဲ့တင်ထပ်သွားခဲ့ပါတယ်အဖွားစတင်ငိုကြွေးခဲ့ပါတယ်အဲ့ဒီအချိန်မှာတရားခံရှေ့နေထားရလိုက်ပါတယ်အသက်50ကျော်အရွယ်ရှေ့နေရောဘတ်ကလပ်ပါဒေါ်ရွှေစင်အဲ့ဒီအချိန်ကလုံခြုံရေးစစ်ဆေးမှုဟာလှုပ်ထုံးလုပ်နည်းအတိုင်းဖြစ်တယ်ဆိုတာကိုအဖွားနားလည်ပါသလားအဲ့ဒီအချိန်မှာကိုဝေသာလီကကန့်ကွက်လိုက်ပါတယ်လှုပ်ထုံးလုပ်နည်းအတိုင်းလားအဖွားကိုပေါင်းပြီးချုပ်ခိုင်းတာလှုပ်ထုံးလုပ်နည်းလားလုံခြုံရေးအတွက်လိုအပ်တယ်ဆိုရင်တောင်အဖွားကပါတွေဖွဲ့ထားနိုင်လို့လေကိုဝေသာလီရဲ့ဒေါသကိုခံစားလိုက်ရပါတယ်တရားခံရှိနေပါမှထပ်မငင်းနိုင်တော့ပါဘူးလူတရားသက်တွေကတော့ကိုချမ်းသာအမည်ရှိအသက်17နှစ်အရွယ်ကျောင်းသားတစ်ဦးပါတက္ကသိုလ်မှာပညာသင်ကြားနေတဲ့လူငယ်ပါလွန်ခဲ့တဲ့နှစ်ဩဂုတ်လ10ရက်နေ့ကပါဖြစ်ခဲ့လေကိုဝေသာလီကမေးလိုက်ပါတယ်ကိုချမ်းသာကတော်ရင်နေတဲ့အတန်နဲ့ပြောပြပါတယ်လုံခြုံရေးစစ်ဆေးမှုခံယူနေတော့ကိုဇော်မင်းကကျွန်တော်ရဲ့မြန်မာစာအုပ်ကိုမြင်လိုက်တဲ့အခါအခြေအနေပြောင်းလဲသွားခဲ့တယ်ဘယ်လိုပြောင်းလဲသွားခဲ့တာလဲ။တန်တရားဖြစ်ဖွယ်စာလုံးတွေလို့ပြောတယ်။ကိုချမ်းသာရဲ့အတန်မှာဒေါသတွေပြည့်နေပါတယ်။အကြမ်းဖက်မှုသတင်းအချက်အလက်နဲ့ဆက်ဆက်မှုရှိမရှိစစ်ဆေးဖို့လိုတယ်လို့ပြောတယ်
ရဲကိုတောင်းခေါ်ခဲ့တယ်ကျွန်တော်မြန်မာစာအုပ်နဲ့ဓမ္မပဒကျမ်းစာပဲယူလာခဲ့တာအဲ့ဒီအချိန်ကပဲသူကအဲ့ဒီလိုပြောခဲ့တာလေအဲ့ဒီမှာထိုင်နေတဲ့သူအဲ့ဒီအချိန်ကပဲလို့ခန်းစားရလဲဘာလို့ရမှန်းမသိတဲ့ခန်းစားချက်ကိုချမ်းသာမျက်ရည်ကျခဲ့ရပါတယ်တတိယသက်တီကတော့ဂျပန်လူမျိုးစီးပွားရေးသမားအသက်48နှစ်အရွယ်ဟီယိုရှိတာနာကပါကျွန်တော်ဟီယိုရှိတာနာကပါတိုယိုတာအမေရိကကအလဲအလတ်အစိမန်နေဂျာတစ်ဦးပါဌာနကရဲ့အင်္ဂလိပ်စကားဟာဂျပန်ဝဲတန်ပါပေမဲ့တို့ပါတယ်လွန်ခဲ့တဲ့ဇူလိုင်လကကျွန်တော်မိသားစုနဲ့အတူဟာဝိုင်အီကိုခရီးထွက်ခဲ့တယ်ကျွန်တော်ဇနီးကလေးပြယောက်နဲ့ကျွန်တော်စုစုပေါင်းလေးရောက်ပါဘာဖြစ်ခဲ့လဲကိုဝေသာလီကမေးလိုက်ပါတယ်သူတို့ကျွန်တော်ကိုတိချအခန်းမှာတိချစစ်ဆေးမှုခံယူဖို့ခေါ်သွားတယ်ဘာကြောင့်လဲလို့မေးတဲ့အခါတာနာကကနလောက်တွေ့ဝေသွားတယ်အာရှလူမျိုးတွေဟာအမြဲတမ်းတစ်ခုခုကိုဖုံးကွယ်ဖို့စ조사တတ်တယ်လို့ပြောတယ်တရားရုံးခန်းရုပ်တဲ့ဖြစ်သွားခဲ့ပါတယ်တာနာကရဲ့အတန်ကတုံရင်နေပါတယ်ပြီးတော့ခန္ဓာကိုရှာဖွေတယ်တကယ်ကိုအရှက်ရစရာကောင်းပါတယ်ဘောင်းဘီကိုချုပ်ခိုင်းခဲ့တယ်လေပိုင်းဆိုင်ရာအရှက်ရစရာကိုခံစားခဲ့ရတယ်ဘယ်သူကအဲ့ဒီလိုအပြုအမူတွေလုပ်ခဲ့တာလဲအမျိုးသမီးအဆောင်မဆုစုနွေကိုစော်မင်းကဘေးမှာရက်ကြည့်နေခဲ့တယ်စဒုထတက်တီကတော့ကိုဘီရစ်ပါလုံခြုံရေးအဆောင်မန်နေဂျာနေရာကိုဆက်ခံမဲ့သူဖြစ်ပြီးဒီအမှုရဲ့အတွင်းသတင်းပေးပါကိုဘီရစ်ဟာစိတ်မသက်မသာဖြစ်နေပုံရပါတယ်ကိုလို့ပေါ်ကန်ဖတ်တွေကိုသတင်းပို့ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးဒါပေမဲ့ကိုဘီရစ်ရဲ့တက်တီကြောင့်ဒီအမှုဖော်ထုတ်နိုင်ခဲ့တာပါကိုဝေသာလီကမေးလိုက်ပါတယ်ကိုစော်မင်းနဲ့သူ့အဖွဲ့ရဲ့အလုပ်လုပ်ပုံကိုတိုင်မြင်တွေ့ခွင့်ရခဲ့ဘူးပါသလားကျွန်တော်ကအဖွဲများစွာရဲ့အလုပ်ကိုကြီးကြပ်ရတဲ့မန်နေဂျာတစ်ဦးပါကိုဘီရစ်ကအသက်ပြင်းပြင်းရှူလိုက်တယ်ကိုစော်မင်းဟာအာရှခရီးသည်တွေကိုရည်ရွယ်ချက်ရှိတောင်းရှက်ခဲ့ပါတယ်အာရှခရီးသည်အဖွဲ့တစ်ခုပေါ်လာတဲ့အခါသူတို့ဟာမျက်လုံးနဲ့အချက်ပြကြတယ်ကိုဘီရစ်ရဲ့ထွက်ဆိုချက်ကြောင့်တရားရုံးခန်းထဲမှာရုတ်တဲ့ဖြစ်သွားခဲ့ပါတယ်အခုမှဘာလို့ဒီလိုထွက်ဆိုတာလဲမခံနိုင်တော့လို့ပါနေ့တိုင်းအပြစ်မဲ့သူတွေအရှက်ရတာကိုမြင်နေရပေမဲ့မသိချင်ရောက်ဆောင်နေလို့ညတော့ဘူးသက်တစ်တွေထွက်ဆိုနေချိန်မှာတဲခန့်ခုတ်ကအခြေအနေပိုပြီးလေးနဲ့လာခဲ့ပါတယ်ကိုစော်မင်းကမာနကြီးတဲ့မျက်တာကိုထိမ့်သိမ့်ဖို့စ조사နေပေမဲ့စိုးရင်ပူပန်မှုကိုပြသနေပါတယ်မဆုစုနွယ်ကရှိနေနဲ့စကားပြောနေခဲ့ပြီးကိုစိုးထက်ကကောင်းငုံထားခဲ့ပါတယ်ကျမကိုစော်မင်းရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ခဲ့ပါတယ်အဲ့ဒီနေ့ကကိုစော်မင်းပဲလောက်တာကိုယုံကြည်မှုရှိခဲ့လေအခုပဲလောက်တော့တနာစရာကောင်းနေလေတရားခံတက်တီတွေရဲ့စစ်ဆေးမှုစတင်ခဲ့ပါတယ်ပထမဦးဆုံးကိုစော်မင်းတက်တီခုံပေါ်ထားရလိုက်ပါတယ်နာမည်နဲ့ယာတုကိုပြောပြပါတရားခံရှိနေကမေးလိုက်ပါတယ်ကိုစော်မင်းပါအသက်51နှစ် Los Angeles အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့လုံခြုံရေးအဆောင်ခေါင်းဆောင်အဖြစ်19နှစ်လုပ်ခဲ့ပါတယ်ကိုစော်မင်းရဲ့လေတာကအခုထိယုံကြည်မှုအဖြစ်ပါပဲတရားလိုရဲ့ခွဲခြားဆက်ဆံမှုဆွဆွဲချက်နဲ့ပတ်သက်ပြီးပဲလို့ထင်မြင်ပါတယ်လေမမှန်ပါဘူးကျွန်တော်တို့အမြဲတမ်းလှုပ်ထုံးလုပ်နေအတိုင်းလှုပ်ဆောင်ခဲ့ပါတယ်ကျွန်တော်တို့ကအာရှခရီးသည်တွေကိုရည်ရွယ်ချက်ရှိထောင်းရှက်ခဲ့တဲ့ဆိုတာအတိတ်ပဲမရှိပါဘူးတန်တရားဖြစ်ပွဲအပြုအမူတွေပြသတဲ့ခရီးသည်တန်းကိုတန်းတူဆက်ဆံခဲ့ပါတယ်ဒါကျွန်တော်တို့ရဲ့တာဝန်ပါလူတရာအဖြစ်မဆုစုနွယ်တက်တီခုံပေါ်တက်လာပါတယ်မဆုစုနွယ်ပါအသက်38နှစ်လေဆိပ်လုံခြုံရေးအဆောင်အဖြစ်ရှစ်နှစ်လုပ်ခဲ့ပါတယ်မဆုစုနွယ်ရဲ့အတန်ကကွယ်ပြောဆိုနေတဲ့လေတာမျိုးဖြစ်ပြီးထူးထူးခြားခြားပါမှမပြောခဲ့ပါဘူးရှင်းနေရင်အကြံပေးချက်အတိုင်းဖြစ်နိုင်ပါတယ်ဒီလိုလုပ်ရင်ကိုစော်မင်းတို့ရဲ့အဖြစ်ကိုရှော့ပြနိုင်လိမ့်မယ်လို့ထင်ခဲ့တာအရာကိုမိုက်မဲပါတယ်နောက်ဆုံးကိုစိုးထက်တက်တီခုံပေါ်တက်လာပါတယ်အသက်19နှစ်အရွယ်ကိုစိုးထက်ဟာကြာတယောက်နဲ့မတူပဲစိတ်သက်ကြနေပုံရပြီးအရာကိုကြောက်နေပုံပါပဲကိုစိုးထက်ပါအသက်19နှစ်လေဆိပ်လုံခြုံရေးအဆောင်အဖြစ်တစ်လုပ်ခဲ့ပါတယ်ကိုစိုးထက်ရဲ့အတန်ကတုံရင်နေပါတယ်လုတ်ဖို့ကန်ဖက်တွေရဲ့အလုံးလုံးပုံကိုဘယ်လိုထင်မြင်ပါတယ်လဲတရားခံရှိနေကမေးလိုက်ပါတယ်ဒါပေမဲ့ကိုစိုးထက်ရဲ့အဖြစ်ကမျောလင်းထားတာနဲ့မတူခဲ့ပါဘူးမားတယ်လို့ကျွန်တော်ထင်ပါတယ်တရားရုံးခန်းထဲမှာရုတ်တဲ့ဖြစ်သွားခဲ့ပါတယ်ဘာကိုမားတယ်လို့ထင်တာလဲဒီတခါကိုဝေတာလီကမေးလိုက်ပါတယ်အာရှခရီးသည်တွေကိုခွဲခြားဆက်ဆံတာမမှန်ဘူးလို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်အဆောက်တစ်ဖြစ်တာကြောင့်မကန့်ကွက်ရဲခဲ့ပါဘူးကိုစိုးထက်ကမျက်နှာမောကြည့်ပြီးအမှုခံရသူတွေကိုကြည့်လိုက်ပါတယ်ကျွန်တော်တကယ်ကိုစိတ်မကောင်းပါဘူးကျွန်တော်မှတတ်တိမရှိခဲ့ဘူးကိုစိုးထက်ရဲ့ရိုးသားတဲ့တောင်းပန်မှုကြောင့်တရားရုံးခန်းတိတ်ဆိတ်သွားခဲ့ပါတယ်ဒီလိုနဲ့ဖက်တဲ့စစ်ဆေးမှုပြီးဆုံးခဲ့ပါတယ်ရှင်းနေကိုဝေတာလီနောက်ဆုံးအကြိမ်ထားရလိုက်ပါတယ်လေးစားအပ်ပါတော့တရားသူကြီးမမချင်းချစ်ခင်ရပါတော့
တရားရုံးအဖွဲ့ဝင်များတရားလိုဘက်ကအခုအဆုံးအပြတ်ပေးမဲ့တပ်တီကိုတင်ပြလိုပါတယ်ကိုဝေသာလီကစာရွက်စာတမ်းတွဲကိုဘူးထဲကထုတ်ယူလိုက်ပါတယ်ဒါဟာလွန်ခဲ့တဲ့6နှစ်အတွင်းတရခန့်တွင်နဲ့ပတ်သက်တဲ့တိုင်ကြားစာမှတ်တမ်းအလုံးပါစုစုပေါင်း51ဆောင်ရှိပြီးအဲ့ဒီထဲက49ဆောင်ဟာအာရှခရီးတဲ့တွေစီကပါတရားရုံးခန်းရုပ်တဲ့ဖြစ်သွားခဲ့ပါတယ်ပိုပြီးထိတ်လန့်စရာကောင်းတာကတော့ဒီတိုင်ကြားစာတွေအလုံးဟာတက်တင်မခိုင်လုံဘူးဆိုတဲ့အကြောင်းပြချက်နဲ့တာမှမဟုတ်လုံထုံးလုံနည်းအတိုင်းလုံခြုံရေးစစ်ဆေးမှုဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပယ်ချခံခဲ့ရတာပါကိုဝေသာလီကတရခန့်ခုကိုကြည့်လိုက်ပါတယ်ဒါပေမဲ့ဒီနေ့မှဒါဟာမတော်တဆမှုမဟုတ်ဘူးဆိုတာကျွန်တော်တို့သက်သေပြပါမယ်အဆုံးအဖြတ်ပေးမယ်သက်သေကတော့လေစိတ်ရဲ့လုံခြုံရေးကင်မရာကရိုက်ကူးထားတဲ့ရုပ်ပုံတွေပါဒီရုပ်ပုံတွေဟာအမှုခံရသူတွေတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ထားပါတယ်ပထမဆုံးပုံစတင်ပြသပါတယ်ဒေါ်ရွှေစင်ဟာပြီးတက်ကလထိုင်နဲ့လုံခြုံရေးစစ်ဆေးတဲ့ဇပွဲကိုဖြတ်သွားပုံနဲ့ကိုစောမင်းကအဖွားကိုတိချအခါကိုခေါ်သွားပုံပါဒုတိယပုံပေါ်လာပါတယ်ကျောင်းသားကိုချမ်းသာဟာမြန်မာစာအုပ်ကိုစစ်ဆေးခံနေရပုံပါမဆုစုနွယ်ကစာအုပ်တွေကိုတအုပ်ချင်းစီရှာဖွေပြီးတန်တရားဖြစ်ဖွယ်အမှုအရာကိုရှင်းရှင်းလင်းလင်းပြသနေပုံပါတတိယပုံကတော့ဟီယိုရှိတာနာကရဲ့မိသားစုပုံပါတရခန့်ခုံကအခြေအနေတဖြည်းဖြည်းလေးနဲ့လာခဲ့ပါတယ်ကိုစောမင်းရဲ့မျက်နှာဟာတင်းမသွားခဲ့ပြီးမဆုစုနွယ်ကရှေ့နေနဲ့စကားပြောနေခဲ့ပါတယ်ဒါပေမဲ့ကိုဝေသာလီကနရက်လိုက်ပြီးနောက်ထပ်ပုံတစ်ပုံရှိပါသေးတယ်တရားရုံးခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပါတယ်ဒီပုံထဲကအမှုခံရသူဟာဒီနေရာမှာဒီနေ့ရှိနေပါတယ်ကိုဝေသာလီကအတိတ်ပဲပါတဲ့လေတန်နဲ့ပြောလိုက်တယ်အောက်တိုဘာလ10ရက်နေ့ကအာရှအမျိုးသမီးတစ်ဦးဟာအလားတူအရှက်ရစရာကိုခံခဲ့ရပါတယ်တရခန့်တွေကသူ့ကိုတိချအခန်းထဲဆွဲခေါ်သွားပြီးခြုံထားတဲ့နေရာမှာခန္ဓာကိုယ်ကိုစစ်ဆေးဖို့အတင်းအကျပ်လုပ်ခဲ့တယ်ကျမအေးအေးဆေးဆေးပဲရှိနေခဲ့ပေမဲ့ကျမရဲ့တလုံးသားဟာပိုပြီးမြန်မြန်ခုန်လာခဲ့ပါတယ်ကိုစောမင်းကိုကျမရဲ့အထောက်အထားကိုပြသဖို့အချိန်တန်ပါပြီအဲ့ဒီအမျိုးသမီးပဲသူလဲဆိုတာသိကျင်သလားပုံကိုကြည့်လိုက်ရင်သိလိမ့်မယ်ကိုဝေသာလီကတရားရုံးခန်းကိုလက်ပိုက်ကြည့်လိုက်တယ်မျက်ကပြင်ပေါ်မှာပုံအသစ်တစ်ခုစတင်ပေါ်လာပါတယ်အောက်တိုဘာလ10ရက်နေ့ Los Angeles အပြည်ပြည်ဆိုင်ရာလေဆိပ်မှာရိုက်ကူးထားတဲ့ပုံပါအမျိုးသမီးတစ်ဦးမြန်မာစကားနဲ့ဖုန်းပြောနေပုံလုံခြုံရေးအဆောက်တွေကသူ့ကိုတန်တရားအကြီးနဲ့ကြည့်နေပုံကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်ခရီးဆောင်အိတ်ဖွင့်ပေးပါကိုစောမင်းရဲ့အတန်ဟာတရားရုံးခန်းထဲမှာပဲ့တင်ထပ်နေပါတယ်အာရှအမျိုးသမီးကပါတရားသူကြီးလဲကိုစောမင်းရဲ့မာနကြီးတဲ့အတန်ဆက်လက်ထွက်ပေါ်နေပါတယ်အမျိုးသမီးကိုတိချအခန်းထဲဆွဲခေါ်သွားပုံနဲ့ခန္ဓာကိုယ်စစ်ဆေးမှုတွေအလုံးကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်ပုံထဲကအမျိုးသမီးရဲ့မျက်နှာပေါ်လာတဲ့အခါမှာတော့ဟာကိုစောမင်းအတန်တိုးတိုးလေးអော်လိုက်ပါတယ်သူ့ရဲ့မျက်နှာဟာချက်ချင်းဆိုသလိုဖြူဖြော့သွားခဲ့ပါတယ်မဆုစုနွယ်ကလည်းမယုံနိုင်တဲ့မျက်နှာအမူအရာနဲ့ကျမကိုနှမ်းကြည့်လိုက်ပါတယ်ကိုစိုးထက်ကတော့လက်တစ်ဖက်နဲ့မျက်နှာကိုဖုံးထားခဲ့ပါတယ်တရားရုံးခန်းတစ်ခုလုံးရုပ်တဲ့ဖြစ်သွားခဲ့ပါတယ်နားထောင်သူတွေစီကအံ့ဩတဲ့အတန်တွေထွက်ပေါ်လာခဲ့ပါတယ်ပုံထဲကအမျိုးသမီးဟာအခုတရားသူကြီးခုံပေါ်ထိုင်နေတဲ့ကျမကိုယ်တိုင်ပါပဲလူတိုင်းတာကိုသဘောပေါက်သွားခဲ့ကြပါတယ်ပုံပြီးဆုံးပြီးနောက်တရားရုံးခန်းတိတ်ဆိတ်သွားခဲ့ပါတယ်အကြတန်ကိုပင်ကြားနိုင်လောက်အောင်ပါပဲကျမဖြည်းဖြည်းချင်းထရက်လိုက်ပါတယ်တရားသူကြီးတစ်ဦးအနေနဲ့တက်တီခုံပေါ်ကနေစကားပြောဖို့ဆိုတာထူးခြားတဲ့ကိစ္စပါဒါပေမဲ့ဒီအချိန်မှလိုအပ်နေပါတယ်သင်တို့ကနာကမြင်တွေ့ခဲ့ရတဲ့ပုံထဲကအမှုခံရသူဟာကျမကိုယ်တိုင်ပါကျမရဲ့အတန်ဟာတရားရုံးခန်းတစ်ခုလုံးကိုပဲ့တင်ထပ်နေပါတယ်မိမြတ်မူအသက်45နှစ်လက်ရှိဒီတရားရုံးရဲ့ဖက်တရဲ့တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်ကျမအေးအေးဆေးဆေးပဲဆက်ပြောပါတယ်တရခန့်ကိုစောမင်းကကျမကိုအာရှအမျိုးသမီးကပါတရားသူကြီးလေလို့ပြောခဲ့ပြီးကျမကိုလျှက်လူရှုခဲ့တယ်မဆုစုနွယ်ကကျမကိုအရှက်ရစရာခန္ဓာကိုစစ်ဆေးမှုလောက်ခိုင်းခဲ့တယ်ကိုစိုးထက်ကတော့အဖြစ်အပျက်တစ်ခုလုံးကိုညင်ကြည့်နေခဲ့တယ်တရားရုံးခန်းထဲကလူတွေဟာကျမရဲ့စကားတွေကိုနားထောင်နေကြပါတယ်ကျမဒီနေရာမှာကိုရေးကိုတာလက်စားချေဖို့အတွက်မပြောပါဘူးဒါဟာနိုင်ငံသားတိုင်းရဲ့ဂုဏ်သိက္ခာကိုတရားမျှတစွာစီရင်ဖို့အတွက်ခါကွယ်ဖို့ပါတရားသူကြီးမတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်တကယ်ပဲတရားသူကြီးမမှန်မသိခဲ့ပါဘူးကိုစောမင်းနောက်ဆုံးတော့ပြောလာခဲ့ပါတယ်မသိခဲ့ဘူးလားကျမပြန်မေးလိုက်ပါတယ်ကျမကဖက်တဲ့တရားသူကြီးပါလို့ပြောခဲ့တော့ကခမည်းကအာရှအမျိုးသမီးကပါတရားသူကြီးလေးလို့ပြန်ပြောခဲ့တယ်ကိုစောမင်းပါမှပြန်မပြေနိုင်ခဲ့ပါဘူးဒါပေမဲ့အရေးကြီးတာကကျမပဲသူလဲဆိုတာမဟုတ်ပါဘူး
အရေးကြီးတာကခမည်းတော်ဟာနိုင်ငံသားတိုင်းကိုတန်းတူဆက်ဆံရမှာပါမဆုစုတွေကောက်မှုပြီးပြောပါတယ်တရားသူကြီးမတောင်းပန်ပါတယ်ရှင်တကယ်ကိုတောင်းပန်ပါတယ်ကျမကိုတောင်းပန်ဖို့မလိုပါဘူးကျမခိုင်မာတဲ့လေတန်နဲ့ပြောလိုက်တယ်တော်ရွှေစင်းကိုချမ်းသာဟီယိုရှိတာနာကာတို့ကိုတောင်းပန်ပါပြီးတော့ခမည်းတော်ကြောင့်လွန်ခဲ့တဲ့6နှစ်အတွင်းဆုံးရှုံးမှုတွေခံစားခဲ့ရတဲ့လူတိုင်းကိုတောင်းပန်ပါကိုဝေသာလီကနောက်ဆုံးအချင်းချုပ်ကိုပြောကြားခဲ့ပါတယ်လေးစားအပ်ပါတော့တရားသူကြီးမနှင့်ချစ်ခင်ရပါတော့တရားရုံးအဖွဲ့ဝင်များကိုဝေသာလီရဲ့အတန်မှာစိတ်ခံစားမှုတွေပြည့်နေပါတယ်ဒီနေ့ကျွန်တော်တို့ဟာအာနာကိုဘယ်လိုအလွဲသုံးစားလုပ်တယ်ဆိုတာကိုသိခဲ့ရပါတယ်ဘက်လိုက်မှုကဘယ်လိုအပြစ်မဲ့သူတွေကိုနာကျင်စေလဲဆိုတာကိုသိခဲ့ရပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲတရားမျှတမှုဟာရှိနေသေးတယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်ခမည်းပဲလောက်ပဲရာထူးမြင့်မပါစီအမှန်တရားကိုပဲလောက်ပဲကြာဖုံးကွယ်ထားပါစီနောက်ဆုံးတော့ဖော်ထုတ်ခံရမှာပါတရားရုံးကြားနာမှုပြီးဆုံးခဲ့ပါတယ်နောက်ဆုံးတော့စီရင်ချက်ချမဲ့အချိန်ရောက်လာပါပြီတမတရားသူကြီးသူကိုကန်လိုက်ပြီးအခမ်းအနားနဲ့ကြီးညာလိုက်ပါတယ်အမှုနံပါတ်134MEGASIEMENS 1189စီရင်ချက်ကြီးညာမည်တရားရုံးခန်းတိတ်ဆိတ်သွားခဲ့ပါတယ်တရားခံကိုစော်မင်းမဆုစုနွေကိုစိုးထက်တို့သည်လွန်ခဲ့သော6နှစ်တာကာလအတွင်းအာရှနိုင်ငံသားများအပေါ်စနစ်တကျလူမျိုးရေးခွဲခြားမှုနှင့်အာဏာအလွဲသုံးစားပြုမှုတို့ဖြင့်အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်းထန်စွာချိုးဖောက်ခဲ့ပြီးတန်းတူအခွင့်အရေးရပိုင်ခွင့်ကိုအာမခံထားသောပြည်သူဝန်ထမ်းတာဝန်ကိုပြင်းထန်စွာချိုးဖောက်သောပြစ်မှုကျူးလွန်ခဲ့သည်ကျမတိဦးချင်းစီကိုကြည့်လိုက်ပြီးပြောလိုက်တယ်အထူးသဖြင့်တရားခံကိုစော်မင်းကို1030တစ်တင်တန်ငွေအမေရိကန်$130ချမှတ်သည်ကိုစော်မင်းရဲ့မျက်နှာဟာစိတ်ပြက်အားငယ်မှုနဲ့ပုံပြက်ပါပြက်ဖြစ်သွားခဲ့ပါတယ်မဆုစုနွယ်ကို1100တစ်တင်တန်ငွေအမေရိကန်$90ချမှတ်သည်မဆုစုနွယ်လည်းကျသွားခဲ့ပါတယ်ကိုစိုးထက်သည့်အတွင်းသတင်းပေးမှုတွေပူးပေါင်းပါဝင်ခဲ့ပြီးစစ်မှန်သောနောက်တရားမှုကိုပြသခဲ့သောကြောင့်1100တစ်ကိုဆိုင်းငံ့1100တစ်ချမှတ်သည်ထို့အပြင်3ဦးလုံးကိုချက်ချင်းအလုံးမှထုတ်ပယ်ပြီးပြည်သူဝန်ထမ်းအဖြစ်မှတစ်သက်လုံးရုပ်သိမ်းလိုက်ကနောက်တွင်မိသည်ပြည်သူအာဏာကိုများသုံးဆွဲခွင့်မရှိစေရတရားရုံးလုံခြုံရေးအဆောင်များတရားခံများကိုခေါ်ထုတ်ပါကျမရဲ့အမေအရာလုံခြုံရေးအဆောင်တွေဝင်လာခဲ့ပြီးကိုစော်မင်းရဲ့လက်ကောက်ဝတ်ပေါ်ကိုအေးဆက်ဆက်လက်တွေတင်လိုက်ပါတယ်ကိုစော်မင်းရဲ့မာနကြီးတဲ့ပုံရိပ်ပြောက်ကွယ်သွားခဲ့ပါပြီတရားသူကြီးမနောက်တစ်ခါအခွင့်အရေးပေးပါအောင်လွန်ခဲ့တဲ့6နှစ်အတွင်းအခွင့်အရေးလုံလောက်ပေးခဲ့ပြီးပါပြီကျမခိုင်မာတဲ့လေတန်နဲ့ဝင်ပြောလိုက်တယ်မဆုစုနွယ်ကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်မဆုစုနွယ်မှုနေခဲ့ပြီးဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရတယ်ကိုစိုးထက်ရဲ့မျက်နှာမှာလည်းနဲ့ရှိုင်းတဲ့နောက်တရားမှုတွေဖြစ်နေခဲ့ပါတယ်ဖမ်းဆီးထိန်းသိမ်းတဲ့အသတွေတရားရုံးခန်းထဲမှာထွက်ပေါ်လာခဲ့ပါတယ်တချိကအာနာရှိခဲ့တဲ့ကိုစော်မင်းကိုတနတ်စရာကောင်းစွာဆွဲခေါ်သွားတာကိုကြည့်ပြီးကျမစိတ်ခံစားမှုအမျိုးမျိုးဖြစ်ပေါ်ခဲ့ပါတယ်ပျော်ရွှင်မှုထက်စိတ်သက်သာရာရမှုပိုများပါတယ်နောက်ဆုံးတော့တရားမျှတမှုပြီးမြောက်ခဲ့ပါပြီတရားခံတွေကိုခေါ်ထုတ်သွားပြီးနောက်ကျမနောက်ဆုံးစကားတစ်ခုကိုပြောခဲ့ပါတယ်ဒီနေ့စီရင်ချက်ဟာပြည်သူဝန်ထမ်းတိုင်းအတွက်တတိပေးချက်တစ်ခုဖြစ်လိမ့်မယ်လို့ကျမမျှော်လင့်ပါတယ်ကျမရဲ့အတန်ဟာတရားရုံးခန်းတစ်ခုလုံးကိုပဲတင်ထပ်နေပါတယ်အာဏာကိုနိုင်ငံသားတွေကိုဖိနှိပ်ဖို့အတွက်မဟုတ်ဘဲကာကွယ်ဖို့အတွက်ပါအရေးအကြီးဆုံးကတော့တရားမျှတမှုဟာအမြဲတမ်းဖြစ်ပေါ်နေမှာပါနားထောင်သူတွေစီကပြပါတန်တွေထွက်ပေါ်လာခဲ့ပါတယ်အမှုခံရသူတွေနဲ့မိသားစုဝင်တွေဟာမျက်ရည်ကျကလက်ခုပ်တီးခဲ့ကြပါတယ်တရားမျှတမှုဟာတည်ကွေးနိုင်ပါတယ်ဒါပေမဲ့ဘယ်တော့မှပျောက်ကွယ်မသွားပါဘူးကျမတရားသူကြီးသူကိုချလိုက်ပြီးတရားရုံးကြားနာမှုကိုအဆုံးသတ်လိုက်ပါတယ်ဒေါ်ရွှေစင်ဟာမိတကလထိုင်ပေါ်ကထရက်ပြီးကျမကိုဦးကျုခဲ့ပါတယ်ကျောင်းသားကိုချမ်းသာနဲ့ဟီယိုရှိတာနာကာတို့လည်းနဲ့ဦးကျုခဲ့ကြပါတယ်စစ်မှန်သောတရားမျှတမှုဟာဒီနေ့တရားရုံးမှာပြီးမြောက်ခဲ့ပါပြီတရားရုံးကြားနာမှုပြီးဆုံးပြီးနောက်တရားရုံးတစ်ခုလုံးပြောင်းလဲသွားခဲ့ပါတယ်ဝန်တန်းကျမကိုမြင်တာနဲ့လေးစားမှုပြသတဲ့အနေနဲ့ထားရက်လိုက်ကြပါတယ်တရားသူကြီးမစီရင်ချက်ကတကယ်ကိုအာဩဆရာကောင်းပါတယ်တရားရုံးစာရေးမကရုပ်သားစွာပြောခဲ့ပါတယ်ဇင်းကြံလန်အတိုင်းလျှောက်သွားတဲ့အခါတွေးဆုံရတဲ့လူတိုင်းကကျမကိုလေးစားတဲ့မျက်လုံးတွေနဲ့ကြည့်ရှုနေကြပါတယ်နောက်တစ်နေ့မနေ့မှာသတင်းမီဒီယာအားလုံးကဒီသတင်းကိုဖော်ပြခဲ့ကြပါတယ်ဖက်တရဲ့တရားသူကြီးကသူ့ကိုယ်သူလေစိတ်လုံခြုံရေးအဆောင်တွေကိုတရားမျှတမှုဆောင်ရွက်ပေးခြင်းအာဏာအလွဲသုံးစားမှုဤတန်ဘူးတရားခံလုံခြုံရေးအဆောင်3ဦးကိုပြစ်မှုရှိကြောင်းဆုံးဖြတ်ခြင်းစသည်ဖြင့်ဖော်ပြခဲ့ကြပါတယ်အဲဒီနောက်ပိုင်းကျမအင်တာဗျူးခန်းနားမှုများစွာကိုလက်ခံခဲ့ရပေမဲ့ဤကျေးစွာညှိပယ်ခဲ့ပါတယ်
ကျမလှုပ်တဲ့တာကိုလှုပ်ခဲ့တာပဲလို့ကျမထင်ပါတယ်။ကျမထူကြတဲ့သူမဟုတ်ပါဘူး။တခြားသူဒီရောက်ဒီအမှုမှာတရားသူကြီးဖြစ်ခဲ့ရင်လေကျမနဲ့အတူတူပဲစီရင်ချက်ချမှာပါ။ရက်အနေနဲ့ကြပြီးနောက်ကျမနောက်တစ်ခါနိုင်ငံခြားကိုခရီးသွားရပါတယ်။အရင်က Los Angeles အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုပါပဲ။လုံခြုံရေးစစ်ဆေးတဲ့နေရာရှိမှရောက်တဲ့အခါအရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။လုံခြုံရေးအဆောက်တွေကအရာကိုယဉ်ကျေးကြပါတယ်။စစ်ဆေးမှုလုပ်ငန်းစဉ်ကလည်းမြန်ဆန်ပါတယ်။အာရှခရီးတဲ့တန်းကိုယဉ်ကျေးတဲ့သဘောထားနဲ့ဆက်ဆံခဲ့ပါတယ်။လေရင်ပေါ်တက်ပြီးပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်ပါတယ်။လွန်ခဲ့တဲ့ရက်သက်တစ်ပတ်အနေငယ်ကအရှက်ရစရာဖြစ်ရမျိုးဒီလေစိတ်မှာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့လုံးဝပွဲပြားနေပါပြီ။ကျမဟာအခုထိအမေရိကန်ပြည်ထောင်စုရဲ့ဖက်တရဲ့တရားရုံးမှာတရားသူကြီးအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်။ဒီအမှုနောက်ပိုင်းလူတွေပို့ပြီးကျမကိုတိလာကြပေမဲ့ကျမအေးအေးဆေးဆေးနဲ့လုံးလဝေးရရှိအလုပ်လုပ်နေစေပါကိုစောမင်းဟာဖက်တရဲ့ထောင်ထဲမှာပြစ်ဒဏ်ခံယူနေရပါတယ်မဆုစုလွယ်လည်းအတူတူပါပဲကိုစိုးထက်ကဆိုင်းငန်းထောင်တန်းချမှတ်ခံရပြီးလူအခွင့်အရေးအဖွဲ့အစည်းတစ်ခုမှသူ့ရဲ့အဖြစ်တွေကိုပြန်လဲပေးဆက်ဖို့စေတနာဝန်ထမ်းအဖြစ်အလုပ်လုပ်နေတယ်လို့ကြားသိရပါတယ် Los Angeles အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာဒီအမှုနောက်ပိုင်းပြည့်ပြည့်စုံစုံပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်ခဲ့ပါတယ်မတူကွဲပြားတဲ့ယဉ်ကျေးမှုဆိုင်ရာအသိပညာပေးမှုတွေကိုမဖြစ်မနေလှုပ်ဆောင်ခဲ့ပြီးအာရှအဆောင်တွေကိုပို့ပြီးခန့်အပ်ခဲ့တယ်လို့ကြားသိရပါတယ်။ဒီဇလန်ကိုနားထောင်သူတိုင်းကိုကျမပြောချင်တာကတော့အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါကိုရဲ့အသာကိုထုတ်ဖော်ဖို့တုံ့ဆိုင်မနေပါနဲ့။သင်ရဲ့တက်တီဟာကဘာကြီးကိုပြောင်းလဲနိုင်ပါတယ်။အာနာဘယ်လောက်ပေးခိုင်မှပါစီဘယ်လိုက်မှုဘယ်လောက်ပေးချမြင့်ပါစီတရားမျှတမှုရှိမှတော့အားမရှိပါဘူး။တရားမျှတမှုဟာအမြဲတမ်းအသက်ရှင်ပြီးအောင်မြင်နေပါတယ်။ဒါဟာကျမမေ့မြတ်မော်လူတိုင်းကိုဆက်သွယ်ခြင်းတဲ့အရာပါသင်တို့အားလုံးတရားမျှတမှုရဲ့အလင်းရောင်ကဘာကြီးကိုပြောင်းလဲဖို့အတွက်စွမ်းအားဖြစ်လာပါစေလို့မျှော်လင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တရားမျှတမှုဟာလူတစ်ယောက်တည်းရဲ့တိုက်ပွဲမဟုတ်ပါဘူး။တရားမျှတမှုဟာကျွန်တော်တို့အားလုံးရဲ့တိုက်ပွဲပါ။ဒီအမှုပြီးနောက်လအနေငယ်ကြတော့ကျမရဲ့ဘဝဟာအနေငယ်ပြောင်းလဲသွားခဲ့ပါတယ်။တရားရုံးမှာတင်မဟုတ်ပဲ online မှာပါလူတွေကျမကိုသိလာကြပါတယ်။ရှင်ကအဲ့ဒီတရားသူကြီးလားအရန်တော့ပါတယ်။ဒါပေမဲ့ကျမအမြဲတမ်းတင်းချစွာတုံ့ပြန်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမသိပါတယ်။အမှန်တကယ်သူရဲကောင်းတွေဟာတတိရှိသတင်းပေးခဲ့တဲ့အတွင်းသတင်းပေးကိုပြီးနေနောက်ဆုံးအထိရတည်ခဲ့တဲ့။ရှင်းနေကိုဝေတာလီတိုးပါ။ဒီနေ့တော့ရွှေစင်ရဲ့မြေကကျမစီရောက်လာခဲ့ပါတယ်။တရားသူကြီးမမအဖွားကတွေ့ကျင်လို့ပါ။ကျေးဇူးတင်စကားပြောကျင်ပါတယ်တဲ့။ကျမတော့ရွှေစင်စီသွားရောက်လည်ပတ်ခဲ့ပါတယ်။အဖွားကကျမကိုမြင်တာနဲ့